Hello welcome back ဒီနေ့တော့မိုးအေးလေးရွာနေရတယ်ပဲတချင်းလေးနားထောင်ရင်းနဲ့ကောင်းချင်းတုပ်လေးစဖြစ်ပါတယ်ပြီးတော့ဒီကတော့ရေရအများကြီးတောင်းအောင်မှာဆိုတော့ရေလေးပြည့်ထည့်ထားပါတယ်ကျွန်တော် project ပိုင်းကတော့ design ပိုင်းလေးကိုစလုပ်နေပါပြီဖြည်းဖြည်းချင်းတော့ရှေ့ဆက်ပြီးတော့လုပ်နေမှာပဲကိုယ့်ဘက်ကိုလုပ်တာဆိုတော့ကိုလိုချင်တဲ့ပုံစံကိုအကောင်းဆုံးလိုချင်တာမို့လေလုံရင်းလုံနေတော့ချိန်တော့နည်းနည်းကြာပါတယ်ချိန်လေးလည်းပေးရပါတယ်နေ့စဉ်လုပ်ရမယ်လုပ်တွေတော့အကုန်လုပ်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဖတ်နေတဲ့စာအုပ်တော့ကလေးနှစ်ပတ်လောက်ရှိမပြီးသေးဘူးအဲ့ဒါလေးလည်းဆက်ဖြတ်ဖြစ်တယ်အဓိကရိုက်စာအုပ်ကကိုယ်စိတ်ကိုတည်ငြိမ်အောင်ပို့ပြောရှင်းအောင်ဘယ်လိုလေ့ကျင့်နေတည်ဆောက်အောင်လဲဆိုတာမျိုးပြောထားတာလေးပေါ့နော်အဲ့ကောင်ကဖတ်နေနေကျွန်တော်ဆိုကိုပြန်သုံးသပ်မိရတယ်အများကြီးရှိအခုကာလကို focus လုပ်နေရဆိုတော့လေအဲ့လိုစာအုပ်မျိုးတွေကကျွန်တော်တို့တကယ်ကိုလမ်းညွှန်ကောင်းမယ်ပေါ့နော်တေချာလေးလမ်းညွှန်ပေးနိုင်တယ်တူရတော့လေဒါပေမဲ့ဒီချိန်မှာတော့စာအုပ်အကြောင်းကိုပြေးသွားတော့မဖော်ပြနိုင်သေးဘူးမပြောပြနိုင်သေးဘူးဘာလို့ဆိုတော့စာအုပ်မပြီးသေးလို့စာအုပ်ဖတ်ပြီးနေကြရင်တော့ကျွန်တော်ရတဲ့အမြင်တွေကိုတေချာပြန်မျှဝေခြင်းပါတယ်ကျွန်တော်ရဲ့ရှူထောင်းကနေပေါ့နော်စာအုပ်လေးလည်းဖတ်ဖြစ်တယ်ကော်ဖီလေးလည်းမပါမဖြစ်ပါပဲကော်ဖီကတော့အမြဲမပါမဖြစ်ဖြော်တောက်ရပါတယ်ဒါကြောင့်ကော်ဖီလေးတောက်လိုက်စာအုပ်လေးဖတ်လိုက်နေလို့ရှိရတွေကိုပြီးအောင်လုပ်ခဲ့ပါတယ်မိုးရနေမှာဆိုလို့ရှိရင်ခင်ဗျားတို့ဘာလုပ်ဖြစ်လဲ comment မှာရေးတော့ပေးပါအောင်ဗျစောင့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ရက်မှာပြန်တွေ့ပါမယ်